တကြံကာလပြီးဆုံးတာနဲ့ငွေအထုတ်လိုက်အထက်လိုက်ဝင်ပြီးအောင်မြင်ချမ်းသာမဲ့နိနန်နှစ်ခုအကြောင်းအခုလိုဟောကိန်းထုတ်လာတဲ့နာမည်ကြီးပြီးတင်စရာဘဝမှာအရာရာဘာမှအဆင်မပြေပဲအောက်ဆုံးမှပဲရှိနေတော့မှလားလို့စိတ်ညစ်နေကြတဲ့သူတွေအတွက်ကံကောင်းစင်မဲ့ရေဒီယာလေးတစ်ခုကိုဆရာကြီးကဟောပြောပေးထားပါတယ်ရှင်။နာမည်ကျော်ပြီးတင်ဆရာကြီးကတော့အခုလာမယ့်ဧပြီလ18ရက်နေ့မြန်မာနှစ်ဆန်း1ရက်နေ့ကနေစပြီးတော့တခါမှမကြုံဘူးတဲ့ကံကြမ္မာအလဲအပြောင်းကြီးတစ်ခုဖြစ်ပေါ်လာတော့မယ်ဆိုပြီးတော့အခိုင်အမာပဲဟောကိန်းထုတ်လိုက်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကဘလောက်ပဲစီးပွားရေးတွေကျက်တဲပါစေလူမှုရေးပြဿနာတွေရင်ဆိုင်ခဲ့ရပါစေအခု1388ခုနှစ်နှစ်သက်ထဲကိုခြေလှမ်းလိုက်တာနဲ့တပြိုင်နက်တည်းငွေအထုတ်လိုက်အထက်လိုက်ကိုလက်ဝဲပိုင်ဆိုင်ရတော့မဲ့ထူးခြားတဲ့နိနန်တစ်ခုရှိနေပါတယ်ဒီနိနန်ပိုင်ရှင်တွေကအရင်ကအစိုးဆုံးအိမ်ဌာနတွေမှာပိတ်မိခဲ့ရကနေအခုတော့အထွန်းကိန်းဆိုင်နေပြီးတော့ဘဝတိတ်ကိုတောက်ပစွာနဲ့ပြန်စခွင့်ရရှိတော့မှာပါကံကောင်းသူတွေကဘယ်သူတွေဖြစ်မလဲဆိုတော့ဆရာကြီးရဲ့ဟောကိန်းကိုတစ်ခုချင်းစီအသေးစိတ်ကြည့်လိုက်ကြရအောင်ပါရှင်တကြံပြီးတာနဲ့ချမ်းသာမှုတွေပိုင်ဆိုင်မဲ့ပထမဆုံးနေ့ကတနင်္ဂနွေသားသမီးတွေဖြစ်တယ်ဆိုပြီးတော့ဆရာကြီးကဟောပြောချက်ထုတ်ထားပါတယ်။တနင်္ဂနွေသားသမီးတွေကပြီးခဲ့တဲ့နှစ်တွေအတွင်းမှာငါ့အိမ်ဌာနမှာရှိနေခဲ့တဲ့အတွက်လုံသမျှအရာမထင်တာရတဲ့ရထိုက်တဲ့ငွေကြေးတွေကြံကြတာအကူအညီမဲ့တာမျိုးတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့အခု1388ခုနှစ်သက်ထဲမှာတော့တနင်္ဂနွေနေ့ဘွားသားသမီးတွေအားလုံးကန်ဆာတာအတောက်ပဆုံးဖြစ်တဲ့အထွန်းနေဖြစ်လာပါတော့မယ်။ဒီနှစ်ကတော့တနင်္ဂနွေသားသမီးတွေအတွက်မိမိတို့ရဲ့ရည်ရွယ်ချက်၊မှန်းချက်မှန်သမျှကိုလက်တွေ့အကောင့်ထဲပေါ်ရမယ့်ရွှေရောင်နှစ်ဖြစ်ပါတယ်။အရင်ကစိတ်ကူးရင်ခဲ့ရတဲ့အိမ်မက်တွေကအခုခါမှာငွေအထုံးလိုက်အထက်လိုက်ဖြစ်ပြောင်းလဲလာမယ့်အချိန်ခါကောင်းပါပဲ။အထူးသဖြင့်ထားရမှာကဒီနှစ်ဒီမှာတော့အရင်လိုအပြင်းကြီးလို့မရတော့ပါဘူးရှင်။အလုပ်တွေကိုကြိုးကြိုးဆဆဆွဆွတမန်နဲ့တိတိကျကျသာလုပ်ဆောင်ပါ။ပြည်သက်ကြီးတို့ရဲ့ကိုယ်ပိုင်ယုံကြည်မှုကပဲအောင်မြင်မှုကိုအမြန်ဆုံးဖော်ထုတ်ပေးပါလိမ့်မယ်ဆိုပြီးတော့ဆရာကြီးကအလေးနက်မှာကြားထားပါတယ်။ငိုဝင်လန်းတွေကတော့အရက်မျက်နှာအနှံ့ကနေစိတ်ဝင်လာဖို့အသင့်ဖြစ်နေပါပြီ။တကြံပြီးကံကောင်းမဲ့နောက်ထပ်အနေနဲ့ပိုင်ရှင်လေးကတော့ဗုဒ္ဓသားသမီးတွေဖြစ်ပါတယ်။ဗုဒ္ဓသားသမီးတွေကတော့အရင်ကဗရဏအိမ်ဌာနမှာဖြတ်တန်းခဲ့ရတာဖြစ်လို့စိတ်ညစ်စရာတွေပူပန်စရာတွေကျမ်းမာရေးချုပ်ရင်းတာတွေကြမှာအသက်ရှူကျက်ခင်ရပါလိမ့်မယ်။ဒါပေမဲ့အခုလာမယ့်ဧပြီ18ရက်နေ့နောက်ပိုင်းမှာတော့အဲ့ဒီအညံ့နေအားလုံးတကြံရည်နဲ့အတူစိတ်ကြောတန်းဆင်သွားပြီလို့သာမှတ်လိုက်ပါတော့ဆိုပြီးတော့ဆရာကြီးကဟောပြောထားပါတယ်။အထူးသဖြင့်ဗုဒ္ဓသားသမီးတွေထဲမှာပို့ပြီးတော့ကန်ချိုးမဲ့သူတွေကရှိပါသေးတယ်ရှင်။အဲ့ဒါကတော့ဗုဒ္ဓနန်စပြီးတော့တနင်္ဂနွေနေ့နဲ့အဆုံးသတ်ထားတဲ့နာမည်ပိုင်ရှင်တွေပဲဖြစ်ပါတယ်။ဥပမာဝင်းမောင်လင်းအောင်လင်းမောင်စသဖြင့်အဲ့ဒီနာမည်ပိုင်ရှင်တွေအတွက်ကတော့ဒီနှစ်ကအကြီးအကျယ်အောင်မြင်မဲ့ထိပ်တန်းနှစ်ပါပဲ။ကန်ဆာတာကအမြင့်ဆုံးကိုရောက်ရှိနေပြီဖြစ်လို့မိမိတို့ရဲ့စွမ်းဆောင်ရည်တွေကိုအပြည့်အဝထုတ်သုံးလိုက်ပါငွေကြီးတနာတွေကပြည်သက်ကြီးတို့စီကိုမထမက်ထားတဲ့လမ်းကြောင်းတွေကနေအလုံးရင်းနဲ့စီဝင်လာမှဖြစ်လို့အလောက်ကိုင်းတွေမှာလည်းအကြီးကဲတွေရဲ့မြောက်စားမှုကိုခံရပါလိမ့်မယ်။ဆရာကြီးကနှိကုံးကျော်အနေနဲ့ဒီအတာတကြံကာလကတနင်္ဂနွေနဲ့ဗုဒ္ဓသားသမီးတွေအတွက်အခွင့်အရေးတွေအများကြီးပေါ်ပေါက်မဲ့နှစ်ဖြစ်လို့လက်မနေပဲကြိုးစားရင်ငွေတွေအထုတ်လိုက်အထက်လိုက်ဝင်လာလိမ့်မယ်ဆိုပြီးတော့ဟောပြောပေးထားပါတယ်ရှင်။တကြံကာလမှာကံကောင်းချမ်းသာဖို့အတွက်ငွေတုပ်ကြီးပိုင်ဆိုင်ခွင့်ရပါစေလို့ရေးသားပြီးတော့ယုံကြည်ချက်အပြည့်နဲ့ဆုတောင်းသွားခဲ့ကြပါအောင်ရှင်။